Number 1 စိတ်ကောင်းထား Number 2 စကားကိုပြစ်ကင်းအောင်ပြောကိုဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမှာရပြီဆက်လို့ရမှာပါတော့မင်းမှာပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော်မင်းမာနတွေဒေါသတွေမချိပါနဲ့ပြောပြောပြောင်ပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဝရင်းကြီးမင်းကိုကြိုးတာမချိနဲ့သူများရဲ့စိတ်ကစားကိုနားလဲပေးပါအဲ့ဒီအချက်လေးချက်မင်းမှာပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းအတွက်ရှေးကံအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်